ကြိုင်ခဏနော်ဖုန်းလေးလာကူလေးဟယ်လို ဟယ်လိုမိုက်မီလားဗျဟုတ်ပါတယ်ရှင်ဟုတ်အမထိုးရိုက်ထီလေအဲ့ဒါခဏလေးနော်ကိုခဏကြိုင်ညကြိုင်ဆိုတာလုံးဝမခံဘူးအဲကြောင့်မလောက်ထွက်တော့ဟုတ်တယ်ခုနကငါဆုလိုက်ပြီဟုတ်ကြိုင်ခဏနော်ဆက်ပြောလို့ရပါပြီကိုဟုတ်ကဲ့အဲ့ဒါညီမထိုးရိုက်ထီမပေါက်ပါဘူးလို့လှမ်းပြောပြတာပါရှင်ဘလို့ရှင်ဘလို့မပေါ့ဘူးဆိုလည်းဘာလို့ကိုတွေကဖုန်းဆက်နေသေးလဲဟုတ်ကဲ့ဒီတိုင်းသိအောင်ပြောပြပေးတာပါဗျကျေးဇူးပါဟယ်လိုခွာပါဘူးအဲ့ဆိုရင်ညီမလေးကိုင်းရစားပြီးတော့လှုပ်ရှားနေတာပေါ့နော်ကြာခဏလေးအောင်ကြာ